ရှန်ဒီကသူ့ရဲ့ခရစ်နှစ်ယောက်ဖြစ်သောဂက်တူနဲ့ဂက်တီယာတို့ကိုခေါ်ဆောင်ကသူမရဲ့မိခင်နေသို့သွားနေခဲ့ပါတယ်။မြွေသည်အားလိုက်ရမြန်စတင်နေပြီဖြစ်တာကြောင့်သူမရဲ့ခရစ်များသည်နှစ်စဉ်တိုင်းကဲ့သို့ပင်၎င်းတို့ရဲ့အဖွားအိမ်သို့တွားရသည်ကိုအလွန်ပျော်ရွှင်နေခဲ့ပါတယ်။အမေဒီနှစ်တော့ထူးဆန်းနေတယ်။နှစ်တိုင်းဆိုရင်ကျွန်တော်တို့အားလိုက်ရမစခင်ကလေးကအဖွားကကျွန်တော်တို့ကိုအမြဲတမ်းဖုန်းဆက်ပြီးတော့အမြန်လာပါလို့ပြောနေခဲ့တာ။ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်တို့ကိုတစ်ခါမှဖုန်းဆက်ခဲ့ဘူးလို့ဂက်တူကပြောလိုက်ပါတယ်။ဟုတ်တယ်အမေဘာဖြစ်လို့လဲအဖွားကသမီးတို့ကိုစိတ်ချိုးနေရလားလို့ဂက်တီယာကထပ်ပြီးတော့မေးလိုက်ပါတယ်။ဟာမဟုတ်ပါဘူးကလေးတို့ရဲ့အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။အခုအမေတို့ကအဖွားစီကိုသွားကြမယ်လေ။အဖွားကအမေတို့ကိုမြင်တာနဲ့အယမ်းပြောသွားလိုက်မယ်လို့ရှန်တီကအနှစ်သိမ့်ပေးလိုက်ပါတယ်။ခဏကြာမှတော့သူတို့အားလုံးကအဖွားရဲ့နေအိမ်သို့ရောက်ရှိသွားခဲ့ပါတယ်။ရှန်တီကအိမ်တကားကိုခောက်တော့လေသူ့ရဲ့မိခင်ကအချိန်တော်ကြာသည့်အထိအိမ်ထဲကထွက်မလာခဲ့ပါဘူး။ဟာဒါဘယ်လိုဖြစ်တာလဲအမေကတကားကိုဘာလို့မဖွင့်တာလဲအမေအိမ်မှာမရှိဘူးလားလို့ရှန်တီကစိုးရင်ကြီးနဲ့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့ဂက်တူနဲ့ဂက်တီယာတို့သည်အိမ်တကားကိုအကျယ်ကြီးခောက်လိုက်ပါတယ်။မဟုတ်ဘူးအမေဟိုမှာကြည့်ပါဦး။ဒါကအပြင်ကနေမပိတ်ထားဘူးလေ။အဖွားကဘယ်ကိုပဲသွားအပြင်ကနေတောက်ခတ်ထားမှာပေါ့။ဘာကြောင့်သူကအထဲမှာရှိနေတာသိကြတယ်လို့ဂက်တူကပြောလိုက်ပါတယ်။ခဏကြာမှတော့အဖွားဖြစ်သူကအိမ်မြင်ကိုထွက်လာခဲ့ပါတယ်။အဖွားဖြစ်သူကရှန်တီနဲ့သူ့ရဲ့ကလေးတွေကိုမြင်လိုက်ရတဲ့အခါမပြောမရွှင်ဖြစ်နေခဲ့ပါတယ်။အမေသမီးတို့တကားခောက်နေတာကြားလာပြီအမေကလာပြီးတော့မဖွင့်ဘူးဘာဖြစ်နေတာလဲအိပ်ပျော်နေတာလားလို့ရှန်တီကမေးလိုက်ပါတယ်ဟုတ်တယ်အမေအိပ်ပျော်နေတာဒါနဲ့မင်းတို့ကဒီမှာဘာလို့ရောက်နေတာလဲလို့အဖွားကအမျက်နှာမကောင်းစွာနဲ့ပြောလိုက်ပါတယ်သမီးတို့ကအမေကိုရုတ်တရက်လာပြီးတော့အန်အားသိနေခြင်းလို့ပါလို့ရှန်တီကပြန်ပြောလိုက်ပါတယ်ဩအေးပါအမေကတကားပွင့်တာနောက်ကျနေတာအမေနေမကောင်းဘူးလို့အဖွားကညှဉ်းညူလိုက်ပါတယ်အမေအခုတကားပေါ်မှာပဲရက်နေရတော့မှလားဒါမှမဟုတ်အထဲဝင်ဖို့မပြောတော့ဘူးလားလို့ရှန်တီကစိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်။အဲဒီလိုပြောပြရနဲ့ရှန်တီနဲ့သူ့ရဲ့ကလေးတွေကအိမ်ထဲကိုဝင်သွားကြပါတယ်။အဖွားဖြစ်သူကဘသူ့ကိုမှဘာမှမပြောဘဲနဲ့သူ့ရဲ့ခန်းထဲကိုပဲဝင်သွားခဲ့ပါတယ်။အမေတော့တခုခုမှားနေပြီ။အမေတခုခုဖြစ်နေတာသိကြတယ်။မဟုတ်ရင်တော့သူကဒီလိုဆက်ဆံမှာမဟုတ်ဘူးလို့ရှန်တီကတီးတိုးလေးပြောလိုက်ပါတယ်။ကဲမင်းတို့နှစ်ယောက်လည်းလဲစိတ်ကြိုက်တော့နော်။ငါစားကြတခုခုလုပ်ပေးမယ်လို့ရှန်တီကပြောလိုက်ပါတယ်။ရှန်တီကသူ့အမေရဲ့ခန်းထဲကိုဝင်သွားလိုက်ပါတယ်။အခန်းတစ်ခုလုံးလည်းအရန်ညစ်ပတ်နေတာကိုတွေ့လိုက်ရပြီးသူ့ရဲ့အမေကလည်းတိတ်တဆိတ်နဲ့အိယာထဲမှာလဲနေခဲ့ပါတယ်။အမေဒါတွေကဘလို့ဖြစ်တာလဲ။ခါတိုင်းဆိုရင်အမေရဲ့ခန်းကဒီလောက်ထိမညစ်ပတ်ပါဘူး။အခုမှဘာဖြစ်လို့ညစ်ပတ်နေရလဲလို့ရှန်တီကအံ့ဩစွာနဲ့မေးလိုက်ပါတယ်။ဟာဒါငါအိမ်ပဲ။ငါကြိုက်သူထားမယ်။မင်းကဘာဖြစ်နေရလဲလို့အဖွားဖြစ်သူကအစိတ်မရှိစွာနဲ့ပြန်ပြောလိုက်ပါတယ်။ဟင်အမေဘာဖြစ်လို့អော်နေတာလဲ။သမီးကဒီလောက်ရက်ဒီအကြာကြီးခွဲနေရပြီးမှခါတစ်ဖြုတ်အိမ်ကိုပြန်လာတာလေ။အမေကဒီလိုပြောဖို့တော့မကောင်းပါဘူးဆိုပြီးတော့ရှန်တီကဝမ်းနဲ့စွာပြောနေခဲ့ပါတယ်။သမီးရဲ့စိတ်မကောင်းမဖြစ်ပါနဲ့။အမေဒီမကောင်းဖြစ်နေတာ။ဒါကြောင့်ပဲစိတ်ကမကြည့်ဘူးလို့ပြောလိုက်ပါတယ်။ဒါဆိုရင်အမေကဘာမှမချစ်ထားဘူးလား။အော်သမီးတို့ကအမေကိုလာမဲလို့ကြိုပြောနေတာမှမဟုတ်တာ။ဒါကြောင့်အမေကဘာဟင်းမှချက်မထားဘူးလေလို့ပြောလိုက်ပါတယ်။ရှန်တီကဝမ်းနဲ့စွာနဲ့ပဲအဲ့ဒီနေရာကထွက်သွားခဲ့ပါတယ်။သူမကမိဖို့ကြောင့်လည်းကိုသွားပြီးတော့သူမရဲ့ကလေးတွေအတွက်စားကြတခုကိုပြင်ဆင်နေခဲ့ပါတယ်။အမေဘာဖြစ်နေတာလဲမသိဘူး။အရင်ကဆိုရင်ငါ့ကိုဒီလိုမျိုးတော့မပြောဘူး။ तू စိတ်ဆိုးနေတာလား။ तू စိတ်ဆိုးနေတဲ့အကြောင်းရင်းတစ်ခုခုရှိရင်တော့ငါ့ကိုပြောပြသင့်တာပေါ့။ဒီလိုစိတ်ဆိုးနေုံနဲ့ဘာမှမထူဘူးလို့ရှန်တီကသူ့ကိုယ်သူပြောနေခဲ့ပါတယ်။အဲဒီချိန်မှာပဲဂက်တူနဲ့ဂက်တီယာတို့ရဲ့ငိုတိုင်ကိုကြားလိုက်ရပါတော့တယ်။ဟင်ဒါဘာဖြစ်တာလဲကလေးတွေကဘာလို့ငိုနေတာလဲသူတို့တွေထပ်ပြီးတော့ရန်ဖြစ်နေတာလားလို့ရှန်တီကပြေးသွားခဲ့ပါတယ်အဲဒီချိန်မှာပဲဂက်တီယာကကျမ်းမြေမှာလဲကျနေပြီးတော့ငိုနေခဲ့ပါတယ်တစ်ဖက်မှာလည်းဂက်တူကိုသူ့ရဲ့အဖွားကဖမ်းထားခဲ့ပါတယ်အမေဒါဘာလုပ်တာလဲလို့ရှန်တီကပြောဆိုနဲ့ဂက်တူကိုသွားခေါ်လိုက်ပါတယ်ဒီခါမှာတော့သူ့ရဲ့အမေကဒေါသတကြီးနဲ့အော်ပြောလိုက်ပါတယ်မင်းရဲ့ကလေးတွေကိုယဉ်ကျေးမှုရှိအောင်သင်ပေးမထားဘူးလားငါကသူတို့ကိုပြောထားတာငါရဲ့အခန်းထဲကိုဘာပဲဖြစ်ဖြစ်မလာစေဖို့တေချာမှားထားခဲ့တာဒါပေမဲ့သူတို့ကငါရဲ့စကားကိုမနာခံဘူးလို့အော်ပြောလိုက်ပါတယ်အမေရဲ့သူတို့ကကလေးတွေလေသူတို့မှားသွားတာဖြစ်မှာပေါ့အမေကဘာဖြစ်လို့အဲ့လိုမျိုးရိုက်တာလဲလို့ရှန်တီကပြန်ပြောလိုက်ပါတယ်နင်တို့ငါ့ကိုတခုံးမှတည်းမပြောနဲ့ဒါငါရဲ့အိမ်ပဲငါပြောတာကိုအားလုံးနားထောင်ရမယ်အေးအခုချိန်ကစပြီးငါရဲ့စကားကိုနားမထောင်ဘူးဆိုရင်တော့သူတို့အတွက်ကောင်းမှာတော့မဟုတ်ဘူးလို့ရှန်တီရဲ့အမေကဒေါသတကြီးနဲ့ပြောပြီးသူ့ရဲ့ခန်းထဲကိုပြန်သွားခဲ့ပါတယ်ရှန်တီနဲ့သူမရဲ့ကလေးတွေကဓာတ်တွေအားလုံးကိုကြည့်ပြီးတော့အရန်ကိုစိတ်ဆင်းရဲနေကြပါတယ်အမေသမီးတော့ဒီမှာမနေချင်ဘူးသမီးတို့အိမ်ကိုပြန်ရအောင်လို့ဂက်တီယာကငိုယိုပြီးတော့ပြောလိုက်ပါတယ်ဟုတ်တယ်အမေရဲ့ဒီကနေပြန်ရမယ်လို့ဂက်တူကလည်းပြောလိုက်ပါသေးတယ်
ဟုတ်ဘူးကလေးတို့ရဲ့အဲ့ဒီလိုမျိုးမပြောနဲ့အဖကမင်းတို့နှစ်ယောက်ကိုအရန်ချစ်တာလေတားတို့သမီးတို့ကဘာဖြစ်လို့အဘွားအပေါ်မှာစိတ်မရှိနိုင်ရလဲလို့ရှန်ဒီကကလေးတွေကိုပြောလိုက်ပါတယ်မဟုတ်ပါဘူးမေရဲ့သူကကျွန်တော်တို့ရဲ့အဖွားမဟုတ်ဘူးလို့ဂက်ဒီကတီစီနဲ့ပြောလိုက်ပါတယ်တာဂဒူမင်းဘာပြောလိုက်တာလဲလို့ရှန်ဒီကအန်အော်ဒီနဲ့မြင်လိုက်ပါတယ်တားလေးဂဒူမင်းပြောနေတာကိုအမေနားမလည်ဘူးကွယ်မင်းဘာတွေပြောနေရလဲအမေကိုတေချာရှင်းပြပါအောင်လို့ရှန်ဒီကမြင်လိုက်ပါတယ်ဒီလိုအမေရဲ့ကျော်နဲ့ကတီယာတို့ကစားနေတော့ကျွန်တော်တို့ရဲ့ဘောလုံးကအဖွားရဲ့အခန်းထဲကိုဝင်သွားတယ်ကျွန်တော်တို့ဘောလုံးသွားယူတော့အခန်းထဲမှာလုံးဝကိုမှောင်မဲနေတာကိုတွေ့လိုက်ရတယ်ပြီးတော့ကတီယာကအခန်းမိကိုဖွင့်လိုက်တော့အဖွားကအိပ်ရာထဲမှာရှိမနေဘူးအဖွားကအခန်းထဲမှာကြောက်စရာကောင်းတဲ့နတ်ဆိုးမကြီးတစ်ကောင်ဖြစ်ရှိနေပြီးတော့မျက်နှာကျက်မှာပြောင်းပြန်ကြီးတွဲလောင်းကျနေတယ်ဘာဟုတ်တယ်အမေရဲ့ပြီးတော့ကျွန်တော်တို့နှစ်ယောက်အဲ့ဒီကနေအော်ဟစ်ပြီးပြေးထွက်လာခဲ့တာဒါပေမဲ့အဲ့ဒီချိန်မှာပဲအခန်းထဲကနေအဖွားကထွက်လာပြီးတော့ကျွန်တော်တို့ကိုရိုက်တော့တာပဲအမေသူကကျွန်တော်တို့ရဲ့အဖွားမဟုတ်ဘူးဆိုတာသိကြတယ်လို့ခဲတူကလည်းပြောလိုက်ပါတယ်ကလေးတို့ရေမင်းတို့နှစ်ယောက်ပြောတာအမှန်ဆိုရင်တော့ဒီမှမနေသင့်တော့ဘူးဒီနားမှာမင်းတို့ရဲ့အတော်ဘာခါရဲ့အိမ်ရှိတယ်လေငါမင်းတို့ကိုအဲ့ဒီအိမ်မှာထားခဲ့မယ်ပြီးတော့အတော်ဘာခါနဲ့အတူအမေလက်အိမ်ကိုပြန်လာပြီးတော့ဘာဖြစ်နေတာလဲဆိုတာကိုကြည့်အောင်မယ်ကောင်းပါပြီမေဒါဆိုလည်းယူဆိုင်နော်လို့ကလေးတွေကပြန်ပြောလိုက်ပါတယ်ဘာခါကအရှန်တီရဲ့ငယ်တငယ်ချင်းဖြစ်ပြီးတော့သူမတို့အိမ်ထဲမှာပဲနေပါတယ်ရှန်တီကကလေးတွေကိုဘာခါရဲ့အိမ်ကိုခေါ်သွားပြီးတော့အကြောင်းစုံပြောပြလိုက်ပါတယ်ဘာခါငါဘာလုပ်ရမလဲအမေကိုဘယ်လိုကယ်တင်ရမလဲငါတို့အမြတ်တစ်ခုခုလုံးမရမယ်မဟုတ်ရင်တော့အဲ့ဒီလက်ဆိုးမကြီးကသူ့ကိုလှုပ်မှာမဟုတ်ဘူးလို့ရှန်တီကစိုးရိမ်ကြီးနဲ့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာဘာခါရဲ့ခင်မွန်ကရှန်တီကိုပြောလိုက်ပါတယ်ရှန်တီငါအတင်းတော့ငါတို့မင်းမေကိုခဏလောက်စောင့်ကြည့်တင်နေဒါဆိုရင်အဲ့ဒီနတ်ဆိုးမကြီးကမင်းမေစီကနေဘာလို့ကျင်နေဆိုတော့ကိုငါတို့သိနိုင်လိမ့်မယ်အဲ့ဒီလိုမှမဟုတ်ပဲငါတို့ဓာတ်ရိုက်သွားရင်တော့နတ်ဆိုးမကြီးကငါတို့ကိုတွေးသွားပြီးသူဘာလို့ကျင်လဲငါတို့သိနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကောင်းပြီဒါဆိုရင်သွားကြမယ်ဘာကမင်းမှတ်မိရဲ့နော်ငါရဲ့အိမ်တော်မှာလျှို့ဝှက်တကားတစ်ခုရှိတယ်လေအဲ့ဒီကနေပဲငါတို့အိမ်ထဲကိုလည်းတကူဝင်လို့ရပြီးအမေလည်းတိမှာမဟုတ်ဘူးလို့ရှန်ဒီကပြောလိုက်ပါတယ်ဟုတ်တယ်ငါမှတ်မိတာပေါ့ငါတို့နောက်ကြတဲ့အထိပါတီလုပ်ပြီးအိမ်ကိုပြန်လာတဲ့အချိန်တိုင်းမင်းကအဲ့ဒီတကားကနေဝင်ခဲ့တာလေဒါမှအန်လီမသိမှာပေါ့လို့ဘာခါကရီရီဝမ်းဝမ်းနဲ့ပြန်ပြောလိုက်ပါတယ်ဘာခါရေဒါကဟာသားလုပ်နေရမှာချိန်မဟုတ်ဘူးနော်ငါရဲ့အမေအတွက်အရန်စိတ်ပူနေတာသူရဲ့အသက်အန္တရာယ်ရှိတယ်လို့ရှန်တီကအလင်းစုံနဲ့ပြောလိုက်ပါတယ်ရှန်တီနဲ့ဘာကတို့လည်းရှန်တီအမေရဲ့အိမ်ကိုတွားကြပါတော့တယ်တူတူနေနော်ဘာမှအတန်မထွက်စေနဲ့ငါတို့တိတ်တိတ်လေးတွားပြီးတော့ဟိုမှာဘာဖြစ်နေလဲဆိုတာကိုသိအောင်လုပ်ရမယ်လို့ရှန်တီကတူတူလေးပြောလိုက်ပါတယ်သူတို့ညကအဖွားရဲ့အခန်းစီတို့တုတ်တိတ်စာချင်းကပ်သွားကြပါတယ်ထိုအခါမှာတော့ကြောင်းမပွဲကောင်းသောအတန်တစ်ခုနဲ့ရှန်တီရဲ့မိခင်အတန်ကိုကြားလိုက်ရပါတယ်မင်းကငါရဲ့ခန္ဓာကိုယ်ကိုလိုချင်တာမဟုတ်ဘူးလားတော့ဆိုရင်ယူသွားလိုက်ပါမင်းငါရဲ့ကလေးတွေကိုတော့မနှိမ့်ဆက်ပါနဲ့သူတို့ကိုဘာဖြစ်လို့ဒုက္ခပေးနေတာလဲလို့အဖွားဖြစ်သူရဲ့အတန်ကတုံရင်စွာနဲ့ပြောနေခဲ့ပါတယ်မဟုတ်ဘူးဟာကမင်းရောသူတို့ကိုပါငါကတတ်မှာဘလို့ပဲဖြစ်ဖြစ်မင်းရဲ့ခန္ဓာကိုယ်ကိုရလိုက်တာနဲ့ငါကအယမ်းကိုအင်အားကြီးလာလိမ့်မယ်ဒီညအထိပဲစောင့်လိုက်တော့ဒီညပဲငါတည်ခဲ့ရတာအဲ့ဒီရဲ့အချိန်တိုင်းပဲငါမင်းကိုတက်ပြီးတော့မင်းရဲ့ခန္ဓာကိုယ်ကိုယူလိုက်ရင်ငါထက်ပို့ပြီးတော့အင်အားကြီးရဲ့နတ်ဆိုးမကြီးရှိမှာမဟုတ်ဘူးလို့ကြောက်မဖွယ်ကောင်းသောအတန်ကြီးကပြန်ပြောလိုက်ပါတယ်ရှန်လီကဒီစကားတွေကိုကြားလိုက်တာနဲ့အခန်းတကားကိုဖွင့်ပြီးတော့အထဲကိုပြေးဝင်တော့ကသူမရဲ့အမေကိုတားဆီးလိုက်ပါတယ်အမေခုကိုတက်မသိပါနဲ့ကျမတို့အတူတူဒီနတ်ဆိုးမကြီးကိုတက်ခဲ့မယ်ဒါပေမဲ့အမေရဲ့ခန္ဓာကိုယ်ကိုတော့အမေဘာမှမလုပ်ပါနဲ့လို့ရှန်တီကအော်ပြောလိုက်ပါတယ်ဘာမင်းကငါ့ကိုတက်ခဲ့မယ်ဟုတ်လားမင်းတို့လူသားတွေကိုငါကတခဏလေးနဲ့အချိန်မိုးနိုင်တယ်လို့နတ်ဆိုးမကြီးကပြောပြီးရှန်တီကိုဒီထဲကိုမြောက်တင်လိုက်ပါတယ်သို့တော့အဲ့ဒီချိန်မှာပဲနောက်ကနေပြီးတော့ဘာခါရဲ့ခင်မုန်းကတောက်ချောင်းကြီးကြီးတစ်ချောင်းကိုကိုင်းကပြေးဝင်လာခဲ့ပါတယ်သူကထိုးထိုးချောင်းမြင့်နတ်ဆိုးမကြီးကိုအားရပါရရိုင်းနေပါတော့တယ်ခဏကြာမှာတော့ဘာခါရဲ့ခင်မုန်းကအလုံးမင်းရိုင်းနေတာကြောင့်နတ်ဆိုးမကြီးကဒိုနေရာကနေထွက်ပြေးသွားခဲ့ရပါတယ်ထိုးထိုးလှုပ်ဆောင်ခြင်းဖြင့်ရှန်တီနဲ့သူမရဲ့မိခင်တို့ဒီထိုနတ်ဆိုးမကြီးရဲ့လက်မှာလွတ်မြောက်သွားခဲ့ရပါတယ်ဘာခါမင်းနဲ့မင်းရဲ့ခင်မုန်းကိုကျေးဇူးတင်ပါတယ်သူတို့သာမကယ်တင်ရင်ငါမေဘာဖြစ်သွားမလဲမသိဘူးငါသူ့ကိုထာဝရဆုံးရှုံးသွားနိုင်တယ်အဲ့ဒါတွေမကသေးဘူးဒီနဲ့ဆိုးမကြီးကငါနဲ့ငါရဲ့ကလေးတွေကိုပါတတ်ချင်သေးတယ်မင်းတို့ကငါအရန်ကျေးဇူးတင်ပါတယ်လို့ရှန်တီကမင်းရေးစားတယ်နဲ့ပြောလိုက်ပါတယ်အဲ့ဒီချိန်ကစပြီးတော့အားလုံးကအရင်လိုပြန်ဖြစ်သွားခဲ့ရပါတယ်ကက်တူနဲ့ကက်တီယာတို့ဒီလည်းသူတို့ရဲ့အခွားနဲ့ပြန်တွေ့ရတာကြောင့်အလုံးကိုပျော်ရွှင်နေခဲ့ပါတယ်အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ